ဒီလောက်ကြီးရဲ့ sponsor ကိုမြင်မှုကြတာမျက်နှာနဲ့ကလိုက်ရင်တော့ဒီလောက်အကြီးกว่าမြင်မှုကြတာတစ်ထုပ်လုံး9000ပဲဆိုတာအရင်တန်တယ်ရောဒီဆက်ထဲမှာဘာလဲကျွန်တော်ဖောက်ပြပေးမယ်ဒီ sponsor အကြီးတစ်လုံးလေးနဲ့ကျန်တန်တယ်ဆိုပြီးတော့ဝယ်လိုက်တာ sponsor ကြည့်အောင်အကြီးပဲတော့ရေမစိုးကသေးဘူးရေစိုးလိုက်ရင်ဘယ်လောက်တောင်ကြီးသွားပြီချင်းရေသွားစကြည့်လိုက်အောင်ရေစိုးလိုက်တာတော်တော်အကြီးဖြစ်သွားမျက်နှာကလိမ့်လို့ရှင်ဘိုးလုံးဝအားရကြရကွာအဲ့ဒါတခုနဲ့9000ပေးရတဲ့တယ်နောက်တစ်ခုကကြတော့ဒါမျက်နှာတည်တဲ့ဟာမျက်နှာကိုအဲ့လိုမျိုးတိုက်ကြရဲ့ဟာမျိုးလေးကွာသူတို့အဲ့လိုအကျဉ်းဟာလေးပါရဲ့ဖော်လေးတစ်ခုပါမယ်ဒါလေးကတော့ cream puff ပေါ့သူတို့ပြောရဲ cream puff လေးနဲ့ဟာချမ်းတော့အသုံးဖို့ဝင်ဘူးဆိုတော့ဒါလေးတော့မကြိုက်ဘူး brush ကလည်း quality တော့မကောင်းဆိုတော့ brush ကိုလည်းကျွန်တော်ကြိုက်အောင်နောက်ဂျန်အသုံးဝင်တဲ့ဟာတစ်ခုကြိုက်တယ်နောက်လည်းဂျန်အသုံးဝင်တာကတော့ဒီဟာတွေပါဒီလိုဟာမျိုးလေးက1 2 3 4 5 6 9ခုလောက်ပါတယ်ဒီလိုပုံစံမျိုးလေးအားချင်းအရန်သုံးရတယ်လို့မျက်လုံးအောက်တီးလို့အရန် spot blend လောက်ကအရန်ကြိုက်တဲ့ပုံစံမျိုးလေးဆိုတော့ခုလောက်ပါပြရကြအောင်ဒါနဲ့အရန်တယ်ကွာတစ်ခါ3ရက်လွှတ်ပြလာ9000ဆိုတော့ဒီ set တစ်စက်လုံးကအရန်တယ်ဒါလေးကလည်းရန်တော့အသုံးဝင်မှာမဟုတ်ဒီလို shape လေးကတော့မကြိုက်ဘူးဒါလေးကတော့ကြိုက်တယ်ကုရှင်လေးပါလေးနေတဲ့ခါကြလို့ရှိရင်နောက်ဘယ်ဆိုရင်လင်းလို့ရတဲ့ဟာလေးဆိုဒါလေးအဆင်ပြေပြီးတော့ဒီဟာလေးလည်းအစင်တော့ပြေတယ်ဒါပေမဲ့သူ့ရဲ့ဟာလေးကနည်းနည်းလေးဟိုအချစ်လေးနဲ့တူလား error လေးပါနေဆိုတာလည်းကျွန်တော်သုံးပြလောက်ပြီးတော့ဒါလည်းမသုံးပြလောက်ဘူးဒါလည်းမသုံးပြလောက်ဒါလေးကမစိုးဒါကုရှင်လေးပါလေးနေတဲ့အခါဆိုလို့ရှိရင်အဆင်ပြေတယ်ဆိုတော့ဒါလေးလည်းကြိုက်တယ်ကျန်တာရဲ့မှာဂျန်အတွက်အသုံးဝင်နိုင်လည်းပါတယ်အသုံးဝင်နိုင်လည်းပါတယ်ဒါပေမဲ့ဂျန်အားလို့စိတ်ဝင်စားဘူးဂျန်တော့ဒီ sponge 9ခုရရတယ်ဒီ sponge ကြီးရလိုက်တာ9000ပေးရတယ်အရန်တယ်ကွာဂျန်ကြောင်ဘယ်မှာဝယ်လဲဆိုတော့မြောက်တကုံပင်လုံက Canary Store ကနေဝယ်ပါတယ်ဂျန်တော့ရုံကတော့3ထုပ်လာပြီးဂျန်လေးရဲ့အဲ့တော့လိုချင်လို့ရှိရင်တော့မြင်မြတ်တော့ဝယ်ရပါဘာလို့လဲဆိုတော့ဒီလို sponge အကြီးကအရန်ရှားရဖြစ်တဲ့ကြောင့်မလို့လိုချင်တဲ့သူတွေ Canary မှာတော့ရလေးရပါတယ်